အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ February 1ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့ရှမ်းပြည်နယ်တောင်ပိုင်းကွမ်ဟိန်းမြို့နယ်ကာလီမြို့မှာကြောက်ကြံလောက်ကင်နေသူများနဲ့လုပ်ငန်းသုံးဆက်ဆက်ပစ္စည်းများတင်စီရမိခဲ့တဲ့သတင်းကိုဝေမျှပေးကြပါမယ်ကြောက်ကြံလိမ့်လေလောင်းစားမှုတိုက်ဖြတ်ရေးလုပ်ငန်းများကိုတိုင်းဒေသကြီးနဲ့ပြည်နယ်များတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းဖွဲ့များကဆောင်ရွက်လျက်ရှိရာရှမ်းပြည်နယ်တောင်ပိုင်းအတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်နေသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များသည်ကွမ်ဟိန်းမြို့နယ်ကာလီမြို့ကျိုင်းလွန်ကျေးရွာအုပ်စုဝမ်းနက်မင်းကျေးရွာအနီးမှာအွန်လိုင်းလိမ်လည်လောင်းစားမှုလုပ်ငန်းများအခြေပြုလုပ်ကိုင်နေကြောင်းဒေသခံပြည်သူများ၏သတင်းပေးပို့မှုအရလိုအပ်သည့်လေကြောင်းကင်းထောက်ခြင်းမြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့်နယ်မြေရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ရင်းသို့ဆောင်ရွက်ခဲ့ရာဇန်နဝါရီ29ရက်ညနေ9:00နာရီခွဲခန့်တွင်အဆိုပါဝမ်းနက်မင်းကျေးရွာ၏တောင်ဘက်မီတာ900ခန့်အကွာရောက်မှာမသိငါဖွယ်ရာဆောက်အုံများတွေ့ရှိရသဖြင့်ဝင်ရောက်စစ်ဆေးခဲ့ရာအွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်လောင်းစားမှုများလုပ်ကိုင်နေသည့်နေရာဖြစ်ကြောင်းတွေ့ရှိရပြီးလုပ်ငန်းလုပ်ကိုင်နေသူများကိုမတွေ့ရတော့ပဲလူနေတဲ့များဂိုတောင်များမိစက်နှလုံးတို့ကိုတွေ့ရှိသိသိရမိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်များကအဆိုပါဒေသတွင်နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ခဲ့ရာဇန်နဝါရီ30ရက်နနက်7:00နာရီခန့်တွင်အဆိုပါဝမ်းနက်မင်းကျေးရွာ၏အရှိတ်ဘက်မှအွန်လိုင်းလိမ်လည်လောင်းစားလုပ်ကိုင်သူများဖြစ်သည့်တရုတ်နိုင်ငံသားအမျိုးသား220ဦးနှင့်တူ All-in-one ကွန်ပျူတာ15လုံးလက်တော့6လုံးနှင့် Starlink နှလုံးတို့ကို၎င်းမွန်လွဲတနာရီခွဲခန့်တွင်အဆိုပါဝမ်းနက်မင်းကျေးရွာ၏အရှိတ်တောင်ဘက်တွင်အွန်လိုင်းလိမ်လည်လောင်းစားမှုများလုပ်ကိုင်နေသူများဖြစ်သည့်တရုတ်နိုင်ငံသား9ဦးနှင့်တူလူနေတဲများဂိုတောင်များမိစက်တဲတစ်လုံး All-in-one ကွန်ပျူတာ80လုံး Starlink ဘန်း17ဘန်းနှင့်မိစက်ကြီးနှလုံးတို့ကို၎င်းဇန်နဝါရီ31ရက်မွန်လွဲတနာရီခွဲခန့်တွင်အဆိုပါဝမ်းနက်မင်းကျေးရွာ၏အရှိတ်ဘက်မှအွန်လိုင်းလိမ်လည်လောင်းစားလုပ်ငန်းများလုပ်ကိုင်သူများဖြစ်သည့်တရုတ်နိုင်ငံသားအမျိုးသား9ဦးတို့ကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဆိုပါသိမ်းဆည်းရမည့်အွန်လိုင်းလိမ်လည်လောင်းစားမှုများပြုလုပ်ရတဲ့အသုံးပြုသည့်ဆက်ဆက်ပစ္စည်းများကိုလုံထုံးလုံနည်းများနှင့်ညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးဖမ်းဆီးရမိသူများကိုဥပဒေနှင့်ညီထိထိရောက်ရောက်အေးယူဆောင်ရွက်သွားမှာဖြစ်ပြီးနောက်ကွယ်မှပါဝင်ပတ်သက်သူများကိုပေါ်ထုတ်ခါတရားဥပဒေနှင့်ညီအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်